မျိုးသမီးတယောက်မြေကြီးပေါ်မှာထိုင်ပြီးငိုကြွေးနေတာကိုမြင်ရမှာပါအဲ့ဒီအချိန်မှာလူငယ်တယောက်ပြေးလာပြီးအနိုင်ကျင့်နေတဲ့လူကြီးကိုခြေစုံကန်ချလိုက်ပါပြီရှင်ထဲလွင့်စင်သွားတဲ့လူကြီးကဒေါသတက်ကြီးနဲ့တစ်သားတို့ကိုကောက်ကလူငယ်ရဲ့ခေါင်းကိုရိုက်ချလိုက်တာပါလူငယ်လေးခေါင်းကသွေးထွက်ပြီးတတိလေးမင့်မျောသွားရှာပါရဲ့အမျိုးသမီးလန့်អော်လိုက်ချိန်မှာတော့ရိုက်တဲ့လူကြီးလည်းတုတ်ကိုပြစ်ချကထွက်ပြေးသွားခဲ့ပါပြီလူငယ်လေးမင့်မျောနေတော့မှပဲထူးဆန်းတဲ့ရွှေရောင်အလင်းနှန်းတွေနဲ့ကာထာမဏန်တွေသူ့ကိုယ်ထဲကိုဝင်ရောက်သွားတာကိုတွေ့ရပါမယ်သူဟာမော်စွမ်းအင်တစ်ခုကိုလက်ခံရရှိလိုက်တဲ့ပုံပါပဲငိုယိုပြီးပြုစုပေးနေတဲ့အမျိုးသမီးကအသက်ရှူသွင်းပေးဖို့ငုံအလာမှာပဲလူငယ်လေးလက်နိုးလာခဲ့ပါပြီလူငယ်လေးကသူ့ခေါင်းကဒဏ်ရာပြောက်သွားတာကိုစမ်းကြည့်ရင်အံ့ဩနေတာပါသူ့ခေါင်းသားမှာရွှေရောင်စာတန်းတွေလည်းပက်နေတာကိုမြင်လိုက်ရချိန်မှာတော့သူစွမ်းအားတွေရလာပြီဆိုတာသဘောပေါက်သွားပါပြီအဲ့ဒီအချိန်သူ့အမေဖြစ်သူပြပြတလဲရောက်လာခဲ့တာပါတခုခုကိုလာပြောပြလိုက်တဲ့အတွက်လူငယ်လေးဒေါသထွက်ပြီးထွက်သွားပါပြီမြင်ကွင်းကအိမ်ရှိကိုရောက်သွားပြီးလူမိုက်ကုန်းစတားတွေကလူငယ်လေးရဲ့မိသားစုကိုအကျွေးစာချုပ်ပြကရန်ရှာနေကြတာကိုတွေ့ရပါမယ်လူမိုက်ခေါင်းဆောင်ကစာချုပ်ကိုပြပြီးရင်းရင်တီးတီးဆက်ဆံနေတာပါအဖေဖြစ်သူကရှေ့ထွက်ဖို့လုပ်ပေမဲ့ညီမလေးကတားထားလိုက်ပါတယ်လူမိုက်ကညီမလေးကိုပါရန်ရှာဖို့လုပ်နေချိန်မှာပဲလူငယ်လေးရောက်လာခဲ့ပါပြီလူငယ်လေးကလူမိုက်ခေါင်းဆောင်ရဲ့မျက်နှာကိုလက်တီးနဲ့ဖျက်ထိုးလိုက်တာပါလူမိုက်ခေါင်းဆောင်နောက်ဆုတ်သွားပြီးစာချုပ်ကိုပြကပြန်ရန်တွေ့နေပါပြီအဲ့ဒီနောက်ရွာလူကြီးတယောက်ရောက်လာပြီးလူမိုက်တွေဘက်ကနေဝင်ပါလာတာပါလူမိုက်ခေါင်းဆောင်ကရွာလူကြီးရဲ့အိတ်ကက်ထဲကိုလက်ငွေစာအိတ်ခိုးထည့်ပေးလိုက်တာကိုမြင်တွေ့ရပါမယ်လူငယ်လေးကနည်းနည်းမှမကြောက်ပဲလူမိုက်တွေနဲ့ရွာလူကြီးကိုရဲရဲဝံ့ဝံ့စိန်ခေါ်လိုက်ပါပြီလူမိုက်ခေါင်းဆောင်ကသဘောကျသွားပြီးလောင်ပြောင်ရဲမောကစိန်ခေါ်မှုကိုလက်ခံလိုက်တာပါလူငယ်လေးရဲ့မိသားစုကတော့အရန်ကိုစိုးရိမ်နေကြရှာပါပြီလူမိုက်တွေပြန်ထွက်သွားပြီးနောက်အမေဖြစ်သူဟာရုတ်တရက်ရင်ဘက်ဖိပြီးလဲကျသွားတာကိုမြင်ရမှာပါမိသားစုတွေလည်းပြပြတလဲဝိုင်းထူကြပါတော့တယ်လူငယ်လေးကအမြန်ပြေးလာပြီးသူ့လက်ဝါးကနေထွက်လာတဲ့အစိမ်းရောင်မော်လင်းနှန်းတွေနဲ့အမေဖြစ်သူရဲ့ကြောကိုဖိပြီးကုသပေးလိုက်တာကိုတွေ့မြင်ရမှာဖြစ်ပါတယ်လူငယ်လေးရဲ့ကုသမှုကြောင့်အမေဖြစ်သူချက်ချင်းသက်သာသွားပါတယ်ဘာတွေဖြစ်သွားမှန်းမသိလိုက်တဲ့မိသားစုတွေကတော့အန်လမင်တက်နေကြတာပေါ့အဲ့ဒီနောက်မှာတော့လူငယ်လေးဟာတောင်းလေးလွယ်ပြီးတောင်ပေါ်ကိုဆေးမြစ်ရှာထွက်သွားခဲ့တယ်တိတ်မကြခင်မှာပဲအိမ်ပြန်ရောက်လာပြီးခူးလာတဲ့ဆေးမြစ်တွေကိုစားပွဲပေါ်ပုံချလိုက်ပါတယ်တန်မိုးကြီးတဲ့ရှားပါးဆေးမြစ်တွေကိုမြင်လိုက်ရတော့အဖေနဲ့အမေကအရန်ကိုအံ့လာသွားကြပြန်တာပါလူငယ်လေးထုတ်ပြလိုက်တဲ့အမဲရောင်ဆေးကဲလေးကိုညီမဖြစ်သူကကင်ကြည့်ပြီးအလွန်တန်ဖိုးကြီးမှန်းသိသွားပါပြီဒီလိုနဲ့မိသားစုလေးဟာအပျော်ကြီးပျော်သွားကြတာကိုမြင်တွေ့ရမှာပါအဲ့ဒီနောက်လူငယ်လေးဟာအိမ်ကနေထွက်လာခဲ့ပါတယ်ခြံဝင်းတစ်ခုထဲကိုအရောက်မှာတော့ခုံပေါ်တက်ပြီးအတီးကူးနေတဲ့ကောင်မလေးတစ်ယောက်ကိုတွားတွေ့တာပါလူငယ်လေးကအနားသွားပြီးကူညီပေးဖို့လုပ်နေတော့မှပဲကောင်မလေးခြေချော်ကျသွားပါတော့တယ်ကောင်မလေးဟာလူငယ်လေးရဲ့ရင်ခွင်ထဲကိုအတိအကျပြုတ်ကျသွားခဲ့တာပါနှစ်ယောက်သားမျက်လုံးချင်းစုံပြီးခဏလောက်ငေးကြည့်နေမိကြပါတယ်ဒါပေမဲ့ကောင်မလေးကခြေချင်းဝင်လာသွားတဲ့အတွက်လူငယ်လေးကအိမ်ထဲကိုတွဲခေါ်သွားပေးလိုက်ရတယ်အိမ်ထဲရောက်တော့ကောင်မလေးကိုတစ်သားခုံပေါ်မှာထိုင်ခိုင်းလိုက်ပါတယ်လူငယ်လေးကဆေးစီပလင်းကိုထုတ်ပြီးကောင်မလေးရဲ့ခြေချင်းဝတ်ကိုတေချာလိမ့်ပေးနေတာပါပြီးတော့လွဲနေတဲ့အယိုးကိုနေရာပြန်ကျအောင်ရုတ်တရက်ဆွဲချိုးပြီးကုသပေးလိုက်ပါတယ်ကောင်မလေးလန့်អော်သွားပေမဲ့ချက်ချင်းပဲနာကျင်မှုတွေပျောက်သွားလို့အတော်လေးဝမ်းသာသွားပါတယ်ဒီလောက်နဲ့မပြီးသေးပဲလူငယ်လေးကဆရာဝန်တယောက်လိုတွေးစမ်းပေးပြီးယောဂရှာပေးနေပါသေးတယ်သူပြောပြနေတဲ့အကြောင်းအရာတွေကိုကောင်မလေးကသဘောကျပြီးစိတ်ဝင်စားနားထောင်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကောင်မလေးကသူ့ကိုကျေးဇူးတင်စကားပြောပြီးဘယ်လိုကျေးဇူးဆက်ရမလဲဆိုတာစဉ်းစားနေပါတယ်လူငယ်လေးကလည်းပြုံးပြီးနှုတ်ဆက်ကအိမ်ပြင်ကိုထွက်လာခဲ့တာပါအဲ့ဒီနောက်လူငယ်လေးဟာလျှက်စစ်ဆက်ဖီးလေးတစ်စီးကိုစီးပြီးမြို့ထဲကိုထွက်လာခဲ့ပါတော့တယ်ဆေးဆိုင်ကြီးတစ်ဆိုင်ရဲ့ရှေ့ကိုရောက်တော့စပီးကိုရက်ပြီးဆေးဆိုင်ထဲကိုဝင်သွားတာကိုတွေ့ရမှာပါသူ့ကြောမှာလည်းဆေးမြစ်တွေထည့်ထားတဲ့တောင်းလေးကိုလွယ်ထားပါသေးတယ်ဆေးဆိုင်ထဲရောက်တော့မန်နေဂျာဖြစ်ပုံရတဲ့လူကြီးကသူ့ကိုစင်းရဲသားဆိုပြီးနှင်ကနှင်ထုတ်ပါတော့တယ်ဒီအချိန်မှာလူငယ်လေးကသူ့စီမှာပါလာတဲ့အလွန်ရှားပါတဲ့အမဲရောင်ဆေးကဲလေးကိုထုတ်ပြလိုက်တာပါဆေးကဲကိုမြင်လိုက်ရတဲ့အခါမန်နေဂျာရဲ့မျက်နှာထားကချက်ချင်းပြောင်းသွားပြီးအကဲဖြတ်ဖို့ဆိုကဆေးတောင်းကိုအနောက်ကိုယူသွားခဲ့ပါတယ်ခဏကြာတော့မန်နေဂျာကတောင်းကိုပြန်ယူလာပြီးဒါတွေကဆေးတူတွေဖြစ်တယ်ဆိုပြီးလိန်ညာပြောဆိုပါတော့တယ်ပြီးတော့လူငယ်လေးကိုတောသားဆိုပြီးဆေးရည်တိုင်းထွာကဆိုင်ထဲကနေအတင်းအဓမ္မမောင်းထုတ်လိုက်တာပါလူငယ်လေးကလည်းမခံဘဲဒီဆိုင်ဟာလူလိန်ဆိုင်ဖြစ်ကြောင်းပြန်လည်ပြောဆိုခဲ့ပါတယ်ဒေါသထွက်သွားတဲ့မန်နေဂျာကလုံခြုံရေးတွေကိုခေါ်ပြီးလူငယ်လေးကိုရိုက်နှက်ဖို့ခိုင်းစေပါတော့တယ်ဒါပေမဲ့လူငယ်လေးကလုံခြုံရေးကိုအလွယ်တကူပဲပြန်လည်တိုက်ခိုက်အနိုင်ယူလိုက်တာကိုမြင်တွေ့ရမှာပါအဲ့ဒီနောက်မန်နေဂျာရဲ့လေဘင်းကိုဖမ်းညစ်ပြီးပါချလိုက်ပါတယ်မန်နေဂျာကနာကျင်လွန်းလို့အော်ဟစ်အကူအညီတောင်းနေချိန်မှာပဲအပေါ်ထက်လေကားစီကနေအမျိုးသမီးတစ်ယောက်ဆင်းလာခဲ့တာပါအနက်ရောင်ကဝင်ကိုဝစ်ဆင်ထားတဲ့အဲ့ဒီလာပါတဲ့အမျိုးသမီးဟာဆေးဆိုင်ရဲ့ပိုင်ရှင်သူထေးမလေးဖြစ်ပုံရပါတယ်